database ပါလေ database ဆိုတာအဲ့ data တွေကိုတစုတစည်းရဲ့တနေရာမှာပေါ့နော်ဟိုစုပြီးတော့ထားတယ်ပေါ့ဥပမာ Excel ထဲမှာ data တွေအလုံးရိုက်ထည့်ထားတယ်ပြီးလို့ရှိရင်အဲ့ဒါမှဟိုဒီ data စုပြီးတော့လိုတဲ့နေရာမှာပြန်သုံးခြင်းကြတော့ database ကိုတနေရာမှာ cloud မှာထားပြီးတော့နေရာတိုင်းနေဆွဲသုံးတယ်ရှင်းပြ data resource တွေအလုံးထားတဲ့နေရာလို့သိထားပါတယ်ဟုတ်အဲ့လိုတင်တယ်ဆိုတော့လေ database ကခုနပြောသွားတယ်တိုင်းတာတစ်ခုတည်းရောမှန်တယ်ပေါ့နော် database ကအဓိကတော့တို့တွေဒီ storage လို့တည်ထား storage ဆိုတာဘာကြီးတော့ထိမ့်သိမ့်တဲ့နေရာဆိုတော့ database ဒီ DB လို့ရေးတာပေါ့နော် database ဆိုတာဒီ storage တစ်ခုပဲဆိုတော့ဘာတွေထိမ့်သိမ့်လဲဘယ်လို data တွေထိမ့်သိမ့်လဲဆိုရှင်းသမျှ data အားလုံးထိမ့်သိမ့်လို့ရတယ် text တွေလည်းရတယ် number ရတယ် image တွေရတယ် audio ရတယ်အကုန်ရတယ်ဆိုတော့ဘာပဲသိမ့်သိမ့်ဒီထဲမှာလာပြီးသိမ့်လို့ရတယ်ဆိုတဲ့ပုံစံဒါပေမဲ့ तू ခုနကတော့ပြောသွားတယ် Excel နဲ့ပါကွာလို့ဒါဆို Excel နဲ့မှလည်းတို့တွေသိမ့်လို့ရတယ်Excel ထဲမှာလည်းတို့တွေ file တွေဖြည့်လို့ရတယ် တယ်လီဖုန်းနံပါတ်တွေဖြည့်လို့ရတယ် URL link တွေဖြည့်လို့ရတယ်တချို့ Excel ဆိုဓာတ်ပုံတွေတောင်သိမ်းလို့ရတယ်အတန် file တွေသိမ်းလို့ရတယ်ဆိုပေမဲ့အဓိကဘာကွာလဲလို့ပြောပြီးဆို database ဆိုတာဒီရဲ့တို့တွေကအထဲထဲမှာ table တွေနဲ့သိမ်းပါတယ် table ဆိုတာစပွဲကိုပြောမှာ table ဆိုတာဘာလဲဇယားအဲ့တော့ဇယားလို့ပြောပြီးဆို database တစ်ခုမှာ table ပေါင်းမြောက်များစွာရှိနိုင်တယ်ဒီလိုဇယားပေါင်းမြောက်များစွာရှိနိုင်တယ်ဇယားတွေ database ကိုတို့တွေကဒီလိုနှုတ်စီကွက်ပုံလေးနဲ့ဆွဲတယ်ပုံဆွဲပြီးဆိုအဲ့တော့ database တစ်ခုထဲမှာဇယားတွေအများကြီးရှိနိုင်တယ်ဆိုတော့အဲ့ဇယားတွေတစ်ခုနဲ့တစ်ခုနဲ့ချိတ်ပြီးပေါင်းပြီးအလုပ်လုပ်တဲ့လုပ်ဆောင်ချက်တွေအကုန်လုံးကို database ကအလုပ်လုပ်ပြီးအဲ့တော့ database ဆိုတာဒီတို့တွေအခုဒီမှာစာရွက်တွေရှိနေခဲတံရှိရဘောပဲရှိရဒါတွေပွားစစ်ထနေတာမျိုးမဟုတ်ဘဲနဲ့တို့တွေ warehouse ထဲမှာဂိုဒေါင်ထဲမှာစနစ်တကျစင်တစ်ခုနဲ့တက်တက်ရဒီစင်ပေါ်မှာတော့စာအုပ်တွေရှိတယ်ဒီစင်ပေါ်မှာလက်စစ်ပစ္စည်းတွေရှိတယ်ဒီစင်ပေါ်မှာတော့ထားပါတော့ကျောင်းသားတွေရဲ့ profile တွေရှိတယ်ဒီလိုပုံစံမျိုးစနစ်တကျစင်တစ်ခုနဲ့တင်ချင်းကိုတို့တွေက warehouse ထဲမှာစနစ်တကျတင်တယ်လို့ခေါ်တယ်ဂိုဒေါင်ထဲမှာစနစ်တကျတင်တယ်လို့ခေါ်တယ်တို့တွေ data တွေလည်းဒီတိုင်းပဲခုနကတခြားသော Excel တို့လိုမျိုး file တွေနဲ့တင်တာနဲ့ database နဲ့တင်တာလည်းဘာကွာလဲဆိုလို့ရှိရင်ခုနက chef ရှိတယ်လို့မျိုး table တွေနဲ့တင်တယ် database ထဲမှာအဲ့တော့အဲ့လိုတင်တယ်ဆိုတဲ့အခြေအနေမျိုးမှာတဲ့ဒီ table တွေအကုန်လုံးတို့တွေကဘာလုပ်လို့ရလဲဆိုတော့ manipulate လုပ်လို့ရပါတယ်တဲ့ manipulate ဆိုတဲ့ data တွေ control လုပ်လို့ရတယ်အဲ့တော့အဲ့ control ဆိုတဲ့တဲမှာဘာတွေပါလဲဆိုတော့တို့တွေဒီအပေါင်းအနှုတ်မြောက်စားအဲ့ data တွေဆွဲထုတ်တာအဲ့တော့ခုနကဂိုဒေါင်ထဲမှာရှိနေတဲ့အင်ဂျီတွေဆွဲထုတ်လိုက်တာဂိုဒေါင်ထဲမှာရှိတဲ့စာအုပ်တွေဆွဲထုတ်လိုက်တာဆွဲထုတ်လို့လည်းရတယ်ပြန်ထည့်လို့လည်းရတယ်ပြန်ပြင်လို့လည်းရတယ်ဆွဲထည့်လိုက်လို့လည်းရတယ်အစရှိသဖြင့်ဒါတွေအကုန်လုံးလှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တွေအကုန်လုံးကဘယ်သူကဖွင့်ပြထားလဲဆိုတော့ database ကဖွင့်ပြထားတယ်အဲ့တော့အဲ့ database ကိုခုနကတော့ဂိုဒေါင်ထဲမှာအဲ့ဂိုဒေါင်ထဲက data တွေကိုသွားထုတ်တယ်သွားထည့်တယ်ဆိုအနည်းဆုံးဘယ်သူလိုလဲဆိုတော့ဂိုဒေါင်ပိုးဆိုတဲ့လူတစ်ယောက်လိုတယ်ပြီးတော့နောက်အဲ့ပစ္စည်းတွေကိုတင်မဲ့ချမဲ့ဆိုတဲ့ဝန်ထမ်းတစ်ယောက်လိုချင်လိုလိမ့်မယ်လိုကောင်းလို့အဲ့တော့ database မှာလည်းအဲ့တိုင်းပဲတဲ့သူ့ကို manage လုပ်ဖို့အတွက် database management system ဆိုတဲ့ဟာလိုတယ်တဲ့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့တို့တွေက DBMS လို့ခေါ်တယ်ဆိုတော့ဒီ DBMS ထဲမှာဘာတွေလုပ်လို့ရလဲဆိုတော့ DBMS ဆိုတာဒီခုနက table တွေအများကြီးရှိတယ်လို့ပြောထားတယ်ဂိုဒေါင်ထဲမှာစင်တွေအများကြီးရှိတယ်လို့ပြောထားအဲ့စင်တွေအကုန်လုံးကိုပေါင်းတယ်ဆိုတဲ့အလုပ်ကိုလည်းသူလုပ်တယ်ပြန်ခွာတယ်ဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်အပြီးတော့အဲ့ file တွေထဲမှာရှိနေတဲ့ခုနစင်တွေပေါ်မှာရှိနေတဲ့ data တွေကိုပြန်ဆွဲထုတ်တာတွေပြန်ထည့်တာတွေပြန်ပြင်တာတွေဒါတွေအကုန်လုံးကိုဘယ်သူကလုပ်ပြီးလဲဆိုတော့ DBMS ဆိုတဲ့ဟာကလုပ်ပြီးတယ်အဲ့တော့တို့တွေဒီပုံမှန်အားဖြင့်ဟိုခေတ်တုန်းကဆိုရင်အပြင်မှာရှိနေတဲ့အကြောင်းအရာတွေအကုန်လုံးဒီတို့တွေလက်တွေ့ကင်တွယ်ကြည့်မှရတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်ဒါတွေအကုန်လုံးကဂိုဒေါင်ထဲမှာပွဲရုံထဲမှာဒီလိုပုံစံမျိုးနဲ့တင်တယ်အခုကျတော့တို့တွေတန်ဖိုးထားတဲ့အရာတွေအကုန်လုံးကဘာတွေဖြစ်သွားလဲဆိုတော့ data တွေဖြစ်သွားတယ်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့တို့တွေခုနကတော့ပိုင်ဆိုင်ထားတဲ့ဂိုဒေါင်တွေကိုလုံခြုံအောင်ထိမ့်သိမ်းတယ်လို့မျိုးဘာလို့လဲပြန်ထိမ့်သိမ်းဖို့လိုလာလဲဆိုတော့ database ဆိုတဲ့ဟာကိုလည်းပြန်ပြီးတော့ခုန information တွေကိုပြန်ထိမ့်သိမ်းဖို့အတွက်လိုလာတယ်ဒါဆို database ထဲမှာဘာတွေသိမ်းလို့ရလဲ text တွေသိမ်းလို့ရတယ် number တွေသိမ်းလို့ရတယ် image တွေသိမ်းလို့ရတယ် multimedia file အားလုံးသိမ်းလို့ရတယ်အဲ့တော့အဲ့ဒါကိုမှ database ကြီးတခြား file system တွေနဲ့ဘာကွာလဲလို့ပြောပြီးဆိုရင် database ကြီး manipulate လုပ်လို့ရတယ်သူ့ကိုဘယ်သူကလုပ်ပေးလဲဆိုတော့သူ့ရဲ့ management system ဖြစ်တဲ့ DBMS က management လုပ်ပေးရလားဒါပါပဲ